ဒီနေ့ပြည်သူတွေနဲ့အတူတို့တွေတသွေးတရားတဲ့ပြည်သူတွေရဲ့လူရင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့အမြဲကြိုးစားနေဖို့ထပ်ပြီးမှာကြားခြင်းပါတယ်။ကျေဘော်တို့ကျွန်တော်စီရင်တဲ့တိုက်ပွဲဟာ၄နှစ်တာကာလမှာတိုက်ပွဲပေါင်းများစွာဆင်နွှဲခဲ့ပြီးကျေဘော်တွေရဲ့အသက်ပေါင်းများစွာနဲ့သွေးချွေးတွေနေကြခဲ့ပြီးဖြစ်တယ်။ပြေးဆက်ခဲ့ပြီးဖြစ်တယ်။ကျွန်တော်တို့ချင်းမျိုးသားအဖွဲ့ချုပ်ရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ဖက်ဒရယ်ပြည်ထောင်စုဒီထောင်ရေးတန်းတူအခွင့်အရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိသည့်အထိအသက်ကိုဗလာဏမထားပဲရဲရဲဝဲဝဲတိုက်ပွဲဝင်ကြပါစို့လို့တိုက်တွန်းရေးမိကုချုပ်အပ်ပါတယ်အလုံးပချရင်ဘုံရပ်ဆက်ရောက်တော့စစ်ကြောပေါ်ပြထိတက်လဲပြီးရခွင့်ပြုပါဆက်လို့စစ်ကြောပေါ်ပြထိတက်လဲပြီးရလန်တော်ဖွဲ့နေမယ်တက်ညာတော့ညာလက်စစ်ကြောပေါ်ပြထိတက်လဲပြီးရလန်တော်ဖွဲ့ကောင်းစော